အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Yemen Football Platform Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဲအခုဆိုလို့ရှိရင်ဒါဗာလဲဘာစီလိုနာအသင်းကဒါနျူကာဆယ်အသင်းရဲ့တောင်မတိုက်စစ်ကစားသမားအန်တိုနီဂေါ်ဒန်ကိုသူပုဂ္ဂိုလ်ရေးရသဘောတူညီမှုရယူနိုင်ခဲ့ပြီဆိုပြီးတော့သိရတယ်ပေါ့နော်ဒါဘာစီလိုနာအသင်းဘက်ကနေပြီးတော့ဒါအန်တိုနီဂေါ်ဒန်ကိုအစားကလေးကခေါ်ယူဖို့စိတ်ဝင်စားမှုတွေရှိနေခဲ့ပြီးတော့အခုချိန်မှာဆိုလို့ရှိရင်ဒါကစားသမားနဲ့သူတို့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိခဲ့ပြီပဲဖြစ်ပါတယ်ဘာစီလိုနာအသင်းကဒါတခြားဒါပရီးမီးယားလိဂ်ကလပ်အသင်းကြီးတွေဒါဘိုင်ယန်မြူးနစ်အသင်းရဲ့ဒါအန်တိုနီဂေါ်ဒန်ကိုစိတ်ဝင်စားနေတာကိုသူတို့ကကောင်းကောင်းသိနေတဲ့အတွက်ဒါသူတို့ရဲ့ဒါပရီးမီးယားလိဂ်အသင်းကြီးတွေဒါဘိုင်ယန်မြူးနစ်တို့ရဲ့အန်ဒီရဲ့နေသူကင်းလွတ်အောင်ပေါ့ဒါအန်တိုနီဂေါ်ဒန်သူတို့အနေနဲ့အလင်းမြန်ဆုံးကမ်းလှမ်းခေါ်ယူမှုပြီးတတ်နိုင်မှုသူတို့အနေနဲ့ယူရနေတယ်ပေါ့နော်ဒါဘာစီလိုနာအသင်းရဲ့တခြားအသင်းတွေဒါအန်တိုနီဂေါ်ဒန်ခေါ်သွားမှာဆိုလို့ပေါ့သူတို့အသင်းကနေပြီးတော့အလင်းမြန်ဆုံးအဆုံးသတ်ပြီးတော့ဒါပြောင်းရွှေ့ကိုမြန်မြန်ဖြစ်စေခြင်းနဲ့ဆိုပြီးတော့လည်းသိရတယ်ဒါကြောင့်လည်းကစားသမားနဲ့အခုပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုကိုအရင်ရယူထားပြီးတော့ဘာစီလိုနာအသင်းကစတင်ပြီးတော့ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့သိရတယ်ပေါ့နော်ဒါကစားသမားဘက်ကတော့ဒါဘာစီလိုနာအသင်းကိုပြောင်းကျင်တယ်ဆိုတာကတော့ဒါထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူးပေါ့ဒါကိုဆိုလို့ရှိရင်နျူကာဆယ်မှာလည်း4ရာသီလောက်ဖြတ်တန်းပြီးသွားပြီပေါ့နော်အန်တိုနီဂေါ်ဒန်Everton Academy ထွက်ကစားသမားဒါ Everton မှာခြေစွမ်းကောင်းတွေပြသပြီးတော့နျူကာဆယ်အသင်းကိုရောက်ရှိသွားတယ်နျူကာဆယ်အသင်းမှာလည်းသူအနေနဲ့ခြေစွမ်းကောင်းတွေပြသပြီးတော့အခုဆိုလို့ရှိရင်ဒါ2026ကမ္ဘာဖလားဝင်ရောက်ရှင်ပြိုင်မှုအတွက်လည်းသူအင်္ဂလန်လည်းရွေးစင်အသင်းထဲမှာပါဝင်သွားခဲ့ပြီပေါ့နော်ဒါကြောင့်ဒါဘာစီလိုနာအသင်းကလည်းသူတို့ရဲ့ဘယ်တောင်ပန်တိုက်စစ်ကိုအစားထိုးဖို့အတွက်ဒါအန်တိုနီဂေါ်ဒန်ကိုလိုရှိနေတာဖြစ်ပါတယ်သူတို့ဒါမာကာဝက်ဖို့တော့သူတို့အနေနဲ့ဒီလိုအန်တိုနီဂေါ်ဒန်ကိုခေါ်ယူမယ်ဆိုရင်တော့ဒါမာကာဝက်ဖို့တော့သူတို့အနေနဲ့ဆက်ပြီးတော့အသင်းမှာဆက်ထားတော့မှမဟုတ်ဘဲနဲ့ပေါ့နော်ဒါသူရဲ့ရင်ကလပ်ဖြစ်တဲ့မန်ယူအသင်းကိုပဲပြန်ပို့ဖို့များနေပြီပေါ့နော်ဒီလိုပုံစံတိုင်းဆိုလို့ရှိရင်ဒါကြောင့်ဒါဘာစီလိုနာအသင်းကတော့ဒါနျူကာဆယ်တောင်းတဲ့ပမာဏကိုပေးချေနိုင်မှုတော့လိုအပ်တယ်ဗျဒါနျူကာဆယ်ကလည်းသူတို့ရဲ့အဓိကကစားသမားကိုလွယ်လွယ်နဲ့လက်လွတ်ပေးမှာမဟုတ်ဘဲနဲ့တန်ရတန်ကြီးမြင့်မြင့်နဲ့ဒါရောင်းချမှာဆိုတော့ဒါဘာစီလိုနာအသင်းအနေနဲ့လည်းဒါဘယ်လိုမျိုးပြောင်းရွှေ့လှုပ်ဆောင်သွားမလဲဆိုတော့ဆက်လက်ပြီးစောင့်ကြည့်ရမယ်ပေါ့နော်ဒါအရင်ကနေဦးသိရတဲ့သတင်းတွေရဆိုဒါနျူကာဆယ်ဘက်ကပေါင်တန်း80ဒါအနည်းဆုံးလိုချင်တယ်ဒါဘာစီလိုနာအသင်းကဒါ80လုံးမပေးနိုင်ဘူးဆိုရင်တော့ဒါသူတို့ကစားသမားတွေအလိုက်ပေးပြီးတော့ငွေသားတက်တက်အလိုကစားသမားတက်တက်အလိုမျိုးပေါင်းပြီးတော့ကမ်းလှမ်းမှုတော့ရှိတယ်လို့လည်းသိရတယ်ပေါ့နော်ဒါကြောင့်ဒါဘာစီလိုနာအသင်းကဒါတခြားအသင်းတွေခေါ်ယူဖို့မလှုပ်ရှားခင်မှာသူ့အနေနဲ့အရင်ဦးဆုံးဒါအန်တိုနီဂေါ်ဒန်နဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူပြီးတော့ဒါနျူကာဆယ်ဘက်ကိုစတင်ပြီးချင်းကပ်ဆွေးနွေးမှုတွေပြုလုပ်တော့မှာပဲဖြစ်ပါတယ်ဒါဘာစီလိုနာညီကိုပရိသတ်တွေအတွက်ရောဒါကောင်းမွန်တဲ့ပြောင်းရွှေ့ဖြစ်လာလိမ့်မယ်ဒါအကြိုက်တွေ့တဲ့ကစားသမားဖြစ်တယ်ဆိုတာရောဒါညီကိုတို့ဘယ်လိုထင်ကြလဲပေါ့နော်ဒါအကြိုက်တွေ့တဲ့ကစားသမားဖြစ်ကြလားပေါ့ဒါညီကိုတို့အတွက်ဘာစီလိုနာအသင်းအတွက်အကျိုးရှိစေမလားပေါ့ဒါအားလုံးလည်းဆွေးနွေးသုံးသပ်သွားလို့ရပါတယ်ကျွန်တော်ရဲ့ဒါ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပြီးတော့ကြည့်ရှုအားပေးလို့ရပါတယ်ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ